ဒီငါးကိုတော့ Mission Fit ငါးလို့ခေါ်ပါတယ် Mission Fit ငါးတွေကိုကယ်လီဖိုးနီးယားနဲ့နောက်တောင်အမေရိကရေထဲ126မီတာအထက်မှာတွေ့ရတတ်ပါတယ် Mission Fit ငါးထီးတွေကမားတွေကိုဆွဲဆောင်ရန်နဲ့အနေကိုကာကွယ်ရန်အတန်လိုင်းထုတ်လွှင့်နိုင်ပါတယ်ငါးမားတွေကကြောက်ဆောင်ကြောက်တုံးတွေရဲ့အောက်မှာငါးဥတွေကိုဥချခဲ့တယ်ဥပိဒနဲ့ငါးမားတွေကမျက်စီကိုပြန်လည်ထွက်ခွာသွားကြတယ်ငါးဥတွေကို Mission Fit ထီးတွေကစောက်ရှောက်ရတယ်ခဏန်းတွေကစာရှာထွက်လာပြီးငါးဥတွေနားကိုရောက်လာပါပြီခဏန်းတွေနားရောက်တာနဲ့ငါးထီးတွေကအတန်လိုင်းတစ်ခုကိုထုတ်လွှင့်ပြီးခဏန်းတွေကိုအချက်ပေးမောင်းထုတ်တယ်နေရွက်တွေဖြည်းဖြည်းပြောင်းလာတာနဲ့ရေတွေလည်းခန်းချောက်စပြုတ်လာပါပြီကြောက်ဆောင်ကြောက်တုံးတွေရဲ့အောက်မှာ Mission Fit ထီးနဲ့ဥတွေကိုကန်းဆက်တစ်လျှောက်မှာတွေ့ရတတ်ပါတယ်ရေတွေခန်းချသွားတော့ကန်းဆက်တစ်လျှောက်ရှိကြောက်တုံးတွေရဲ့အောက်မှာ Mission Fit ထီးနဲ့ဥတွေကရှိနေပါသေးတယ် Mission Fit ထီးနဲ့ဥတွေကတောင်းအောင်တို့ရဲ့အနေရကနေလွတ်မြောက်နိုင်ပါမလားဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ